express များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ HS channel တင်ဆက်တူမင်းထက်ဖြစ်ပါတယ်ဒီကနေ့အပြုံးမင်းသားလေးစိတ်ရင်မိုးတို့ရဲ့ပျော်ပြမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီတစ်ခေါက်အမျိုးသားဆက်ယုံမှာပြန်လည်တင်ဆက်ထားတဲ့မင်းသမီးချော်လေးဝင်းတပြေထွန်းနဲ့မင်းသမီးချော်လေးဇွဲတီတို့နဲ့အတူပျော်ပြတင်ဆက်ထားတဲ့ performance လေးတချို့ကိုကျွန်တော်လာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကဒီနှစ်ပါးသော performance နဲ့ပတ်သက်ပြီးတော့မကြည့်ရသေးတဲ့ပရိသတ်တွေအားလုံးကိုလည်းကျွန်တော်အနေနဲ့ထပ်မံဖိတ်ခေါ်သွားချင်ပါတယ်ဗျာဆိုတော့ကကျွန်တော်နဲ့အတူတူ like ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျ let's goပြဿနာတော့တက်ပြဿနာတက်ပြီပလီတာနော်ချွေကောင်းတို့ကလှုပ်ပြီကဲအကြလေးကြည့်မယ်နော်တေးပြီအမလူကသာတေးတာနော်အလေးချိန်ကဝက်လောက်ရှိတယ်ကျွန်တော်မင်းသားကတော့ကဲမရရတဲ့နီးနဲ့ကြာမှာနော်ကြည့်မယ်မရရတဲ့နီးနဲ့လောက်တယ်နော် तू ကကြောက်တယ်နော်ကဲအခုကျွန်တော်တင်ဆက်ပေးထားတဲ့ performance နဲ့ပတ်သက်ပြီးတော့မင်းသမီးချော်လေးဝင်းတပြေထွန်းနဲ့အတူမင်းသမီးချော်လေးဇွဲစီတို့နဲ့အတူတူဖျော်ပြတင်ဆက်ထားတဲ့ကိုရေးဆိုတဲ့နှစ်ပါးသောတေးသချင်းဖြစ်ပါတယ်ဆိုတော့ကဒီနှစ်ပါးသောတေးသချင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့အားလုံးကလည်းအလွတ်ရနေတော့ပြီလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဘယ်လောက်ပဲအလွတ်ရနေပါစေ performance လေးကတော့ဒီနေ့ကတော့ update လေးဖြစ်ပါတယ်ဆိုတော့ကဒီ performance လေးကိုကြည့်ပြီးသွားလို့ရှိရင်ဘာလို့ဒီစိတ်ကျင်နေမှုရှိလဲဆိုတော့ကျွန်တော်ရဲ့ comment ထဲမှာဝင်ရောက်ဆွေးနွေးပေးသွားပါခင်ဗျာဆိုတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ပြန်လဲဆုံသေးကြအောင်ဖိတ်ခေါ်ချင်ပါခင်ဗျာ bye bye